မင်္ဂလာပါတန်ဖိုင်လေးတွေနားထောင်ကြမယ်စီစဉ်ကနေကြိုဆိုပါရစေဒီညလဲပိတ်သက်တို့တွေရှင်ထဲမှာတစ်ခုကြံရည်စင်မဲ့ခန်းစားချက်စာစုလေးတွေကိုကျွန်တော်ယူဆောင်လာခဲ့ပါတယ်လူဘဝမှာအားလုံးကကိုပြန်ချစ်ဖို့တဲ့တခြားသူတွေရဲ့လိုချဖြည့်ဆည်းပေးဖို့ပဲအားတန်နေတတ်ကြပါတယ်တကယ်တော့ရင့်ကျက်လာတယ်ဆိုတာနာကျင်မှုတွေကိုအတန်ထွက်ပြီးမအော်ဟစ်တော့ပဲတိတ်တဆိတ်မျိုးသိပ်တက်လာတာကိုပြောတာပါဘယ်သူမှကိုယ့်ကိုနားမလည်နိုင်ဘူးလို့ခံစားနေရတဲ့ညမျိုးတွေမှာအခုဒီတန်ဖိုင်လေးကတင်တွေပေါ်ဖြစ်ပါစေလဲကြတဲ့အခါအာယူပါငိုချင်လဲငိုချလိုက်ပါဒါဟာအားနေတာမဟုတ်ပဲလူသားဆန်တာပါအမောင်ဆုံးညတွေဟာခြေတွေကိုပိုလင်းလက်စေသလိုဒီခက်ခဲဆုံးအချိန်တွေကလည်းတင့်ကိုပိုတောက်ပတဲ့သူတယောက်ဖြစ်လာစေမှာပါဒီညတော့စိတ်အေးထားပြီးအိတ်ဆက်လိုက်ပါတော့လက်ဖက်မှာအစ်စ်ကပြန်စားခွင့်ရှိပါသေးတယ်ဗျာ